မရှိများအားလုံး Eid Mubarak ပါဒီနေ့ကတော့ကျွန်တော်တို့အစ္စလမ်ဘာသာဝင်တွေနဲ့ပတ်သက်တဲ့အခါကျရင်အချင်းချင်းနှုတ်ဆက်ကြတယ်မဟုတ်ရင်အစ္စလမ်ဘာသာဝင်မဟုတ်ဘဲနဲ့လည်းအစ္စလမ်ဘာသာဝင်ကိုနဲ့ပတ်သက်တဲ့မိတ်ဆွေတွေကလည်းအစ္စလမ်ဘာသာဝင်တွေဒီစာလေးတွေပို့ကြတယ်ပေါ့ Eid Mubarak ဆိုပြီးစကားလုံးတွေပြောကြတယ်ဒီနေ့ Eid Mubarak ရဲ့အဓိပ္ပာယ်ပေါ့နော် Eid Mubarak ဆိုတာဘာလဲဆိုရင်ကျွန်တော်တို့က Eid ဆိုတဲ့အဓိပ္ပာယ်ကတော့ပျော်ပွဲရှင်ပွဲကိုပြောတာပါ Mubarak ဆိုတဲ့အဓိပ္ပာယ်ကတော့ကောင်းကြီးပေါ့တနည်းအားဖြင့်ကျွန်တော်တို့က Happy Eid လို့ဆိုရင်လွယ်လွယ်ကူလေးနားလည်လို့လွယ်ပါတယ်အင်္ဂလိပ်လိုဆိုကြရင်တော့အဲ့တော့တနည်းအားဖြင့်ကောင်းကြီးတွေကြားရောက်ပါစေလို့ဆုတောင်းပေးတဲ့စကားလုံးမှာ Eid Mubarak ဆိုတာဘယ်နေရာမှာသုံးလဲဆိုရင်ကျွန်တော်တို့ကမွတ်စလင်တွေနဲ့ပတ်သက်တာဆိုရင် Eid ကနှစ်ခုရှိရပေါ့နော်Eid နဲ့မှာကျွန်တော်အဲ့နှစ်ခုမှာပျော်ပွဲရှင်ပွဲလှုပ်လေလှုပ်ထားရှိတယ်နှစ်ခုပေါ့အဲ့နှစ်ခုမှာသုံးထားရှိပါတယ် Eid Mubarak လို့ပြန်ပြောမယ်ဆိုရင်လည်းပြန်ဖြေရင်လည်းကျွန်တော်တို့က same to you လည်းပြန်ဖြေလို့ရတယ်တနည်းအားဖြင့် Eid Mubarak ဆိုပြီးတော့ပြန်ဖြေတဲ့ပြန်ဖြေတာလည်းရှိပါတယ်ဒါလည်းမှန်ပါတယ်အဲ့တော့အဓိကတော့ကျွန်တော်ဒီနေရာမှာ Eid Mubarak ရဲ့အဓိပ္ပာယ်လေးကိုကျွန်တော်ရှင်းပြခြင်းတဲ့အတွက်ကြောင့်ဖြောက်မျှဝေခြင်းတဲ့အတွက်ကြောင့်ဒါလေးကိုကျွန်တော်ဗီဒီယိုလုပ်လိုက်တာဖြစ်တယ်နောက်တစ်ခုလေးကျွန်တော်တစ်ဆက်တစ်ပါးလည်းပြောချင်တာကတော့ကျွန်တော်တို့မှာလူသားတွေကတန်ဖိုးထားတဲ့ဟာတွေမတူဘူးပေါ့တချို့လူတွေကကျွန်တော်တို့အယောင်တွေကိုတန်ဖိုးထားတာအပင်တွေကိုတန်ဖိုးထားတာသူ့ရဲ့တန်ဖိုးထားတာလည်းမတူကြဘူးပေါ့နော်အဲ့တော့ကျွန်တော်တို့လူတွေဒီလူသားတွေဒီတန်ဖိုးထားတာမတူတဲ့အတွက်ကြောင့်ကျွန်တော်တို့မှာအစ္စလမ်ဘာသာဆိုအင်းဒီကိုတန်ဖိုးထားတယ်တခြားဗုဒ္ဓဘာသာဝင်တွေလည်းတခြားနေတူးနေမြတ်တွေတန်ဖိုးထားတာရှိတယ်ကျွန်တော်တို့ကတယောက်နဲ့တယောက်က respect လေးစားမှုပြုရမယ်တနည်းအားဖြင့်ကျွန်တော်နားလည်မှုတွေထားဖို့လိုပါတယ်ပေါ့နော်အဲ့တော့ကျွန်တော်ပြီးခဲ့တဲ့ရက်ကလည်းကျွန်တော်ရဲ့ဆရာပေါ့နော်ကျေးဇူးရှင်ဆရာလုပ်ခဲ့တဲ့စာအုပ်လေးနဲ့ပတ်သက်တာကျွန်တော်မျှဝေခဲ့တဲ့မှာလည်းပါပါတယ်အဲ့ကျွန်တော်တို့ဒီတခြားလူတယောက်ကိုရဲ့ယုံကြည်ရာကိုးကွယ်ရာပြီးတော့တန်ဖိုးထားရာကိုစော်ကားပြီးပြောခဲ့မယ်ဆိုရင်လည်းကိုယ့်ရဲ့တန်ဖိုးထားရာကိုလည်းတခြားလူတယောက်ကလည်းပြန်စော်ကားပြီးပြောနိုင်တဲ့အနေအထားရှိတာကိုကျွန်တော်တို့အစ္စလမ်ဘာသာမှာဆုံးမထားတယ်အဲ့ကျွန်တော်လည်းတခြားလူတွေနေတူးနေမြတ်တွေလည်းတန်ဖိုးထားပါတယ်ဘုဒ္ဓတူတာပဲအစ္စလမ်ဘာသာဝင်ရဲ့ Eid နေ့ကိုလည်းကျွန်တော်တန်ဖိုးထားကြောင်းလေးကိုကျွန်တော်ပြောပါတယ်အဲ့တော့အားလုံး Eid Mubarak ပါကျေးဇူးတင်ပါတယ်